Hello ဒီနေ့ကတော့ line ပေါ်မှာအရင်ခစ်စားနေတဲ့ကြက်ချောက်မလာလေးလောက်စားပါပါ။ရေဦးဆုံးချက်သွန်ပြူနဲ့ငယ်သီးစိမ်းကိုလှော်ပြီးတော့ကြိတ်ထားလိုက်ပါမယ်။ပြီးရင်တော့ကြက်ချောက်လေးတွေကိုဂျင်းနဲ့ချက်သွန်ပြူထည့်ပြီးပြုတ်ထားလိုက်ပါတယ်။ကြက်ချောက်လေးကို15မိနစ်20လောက်ပြုတ်ထားပြီးတော့ဒီလိုအနေထားလေးရလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါရရှင်။ကိုဟာကိုအိမ်မှာပဲစားမှာဆိုတော့လေအတုံးတတိလေးတော့မခုတ်တော့ဘူးပေါ့နော်။ရတာဆက်ဖို့တက်ကကြတော့ခုနကချက်သွန်ပြူနဲ့ငယ်သီးစိမ်းထောင်းထားတာရယ် QC လေးနည်းနည်းထည့်ပါတယ်။မလာအနှစ်ရယ်မလာအမှုတ်ကတော့ဒီတစ်စိမ့်လေးတုံးတယ်ပေါ့နော်။မလာအနှစ်ကလည်းကိုကြိုက်တဲ့တစ်စိမ့်ကိုတုံးလို့ရပါတယ်။ပြီးရင်တော့အချုံမုတ်လေးနည်းနည်းနဲ့ငံပြားလေးနည်းနည်းထည့်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒီ5မျိုးဆက်မဆလာပေါ့နော်တော်တော့မရှိရင်မထည့်လည်းရပါရဲ့ထည့်ရင်တော့အနံ့လေးပုံမှုရပါတော့ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်နေပေးပါမယ်အရသာအနေနဲ့ကတော့ကိုကြိုက်တယ်လို့ထပ်ပြင်ပြီးထပ်ထည့်နိုင်တယ်ပေါ့နော်လင်းကတော့မလာအနှစ်နဲ့မလာမှုန့်လေးနည်းနည်းထည့်လိုက်ပါတယ်နှမ်းလေးလည်းထည့်လိုက်တယ်ပေါ့နော်သူကချက်ချင်းလုပ်ပြီးချက်ချင်းတန်းစားရင်တော့အရသာအသိမဝင်သေးဘူးပေါ့နော်ဆိုတော့သူ့ကိုရေခဲတတာထဲမှာကြာထားပြီးတော့မှစားလို့ရှိရင်အရသာလေးတွေကဒီချက်ချောက်တဲကိုဝင်ပြီးတော့ပို့ပြီးတော့စားကောင်းတယ်ပေါ့နော်ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အိမ်မှာလိုက်လို့စားကြည့်ကြနော်